အားလုံးသောဓမ္မမိတ်ဆွေများဒီနေ့ဦးဇင်းတို့ဆင်းနေတင်ပြသွားမယ့်ခေါင်းစဉ်တွေကတော့အမုန်းရံကြွေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆင်းနေတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့လူတိုင်းမှာကိလေသာမီးဆိုတဲ့အရာထဲမှာဒေါသဆိုတာရှိပါတယ်အဲ့တော့ဒီဒေါသဆိုတဲ့တရားဟာဒေါသောအထာနာဇာနာတိဒေါသဆိုတဲ့ဟာဖြစ်လာပြီဆိုရင်ဒေါသမီးဆိုတဲ့အရာတောက်လောင်လာပြီဆိုရင်ဘယ်အရာပဲဖြစ်ဖြစ်ဘယ်သူကိုပဲဖြစ်ဖြစ်ကောင်းတာတွေမမြင်တော့ဒါကြောင့်ယန္တရားကိုယန္တရားနဲ့တုတ်ပြန်မယ်ဆိုရင်ဘယ်တော့မှမငြိအေးနိုင်ဘူးအဲ့တော့အဲ့ဒီယန္တရားကိုငြိအေးနိုင်တဲ့တရားတော်ရှိပါအဲ့ဒါဘာလဲဆိုရင်မေတ္တာတရားပါအဲ့တော့ဦးဇင်းတို့ဒီအကြောင်းအရာလေးကိုနှစ်ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ကာလယကိနီဓမ္မရာဝတ္ထုထဲမှာလာတဲ့ကာလယကိနီဝတ္ထုလေးနဲ့တစားဆင်ပြီးတော့ဒါဦးဇင်းတို့စင်းနေတိုင်ပင်တော့စင်းနေတင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီကာလယကိနီဒီကာလီဘလူးမာကြီးရဲ့အကြောင်းတရားကိုအရင်ပြောပြပါမယ်အဲ့တော့ဒီဇက်တော်တွေဟာအမတန်မှလည်းစိတ်ဝင်စားစရာကောင်းတယ်လို့အမတန်မှလည်းသင်ခန်းစာရစရာကောင်းပါအဲ့တော့မြတ်စွာဘုရားသာဝတိပြည်စီတော်အကြောင်းမှာတင်းသုံးနေတော်မူတဲ့အချိန်တုန်းကအဲ့ဒီသာဝတိမြို့မှာဦးဇင်းတို့လင်မယား2ယောက်အဲ့ဒီလင်မယား2ယောက်မှာသားလေးတစ်ယောက်ရှိတယ်သားလေးတစ်ယောက်ရှိရတဲ့မှာသူတို့သားမိ3ယောက်နေလာရင်းနဲ့နောက်တော့အဖေလှုပ်တဲ့သူကကွယ်လွန်နေစားရောက်သွားအဲ့တော့အဖေလှုပ်တဲ့သူကွယ်လွန်နေစားရောက်သွားတဲ့အချိန်မှာအမေနဲ့သားနဲ့2ယောက်တည်းကြံခဲ့အဲ့တော့အမေနဲ့သားနဲ့2ယောက်တည်းကြံခဲ့တဲ့အချိန်မှာနောက်တော့တဖြည်းဖြည်းနဲ့အမေရဲ့အသက်တွေကြီးလာတဲ့အချိန်မှာအမေလှုပ်တဲ့သူကသားကိုပြောတယ်ငါသားရဲ့မင်းအိမ်ထောင်ပြပါလားဒီတိုင်းမနေပါနဲ့အဲ့လိုပြောတဲ့အချိန်မှာသားလှုပ်တဲ့သူကပြောတယ်မေရဲ့သားအိမ်ထောင်မပြုချင်ဘူးဘာဖြစ်လို့သားအိမ်ထောင်မပြုချင်လဲဆိုရင်အိမ်ထောင်ရသားကြလာပြီဆိုရင်ကိုမဇနီးမယားသားသမီးဆိုတာဖြစ်လာပြီအဲ့လိုဖြစ်လာလို့ရှိရင်အဲ့ဒီကိုယူလိုက်တဲ့ဇနီးမယားကိုပေါ်မှာရောမိပေါ်မှာရောတိတက်တဲ့သူဆိုရင်တော့ပြဿနာမရှိဘူးမတိတက်တဲ့သူဆိုရင်အမိတွေလည်းပင်ပန်းမယ်သားတွေလည်းပင်ပန်းမယ်ဆိုပြီးတော့သူ့အမေကိုပြောရှာအဲ့တော့အမေလို့တဲ့သူကပထမတခါတော့ဒီလိုလေးပဲရပါတယ်နောက်တော့အမေကထပ်ပြီးတော့တိုက်တွန်းလိုက်တဲ့အချိန်မှာပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်အဲ့လိုတတိယတစ်ကြိမ်အဲ့လိုဖြစ်လာတော့သားလို့တဲ့သူကအမေရဲ့အမေစိတ်ချမ်းသာမယ်ဆိုရင်အမေဆင်းပြေတယ်ဆိုရင်ရတယ်လေအဲ့တော့အမေလို့တဲ့သူကအဲ့တော့မျိုးသမီးတယောက်ရှာပြီးတော့သူသားနဲ့ဆင်းပြေမယ်ဆိုပြီးတော့ထိမ်းများလက်ထက်ပေးလိုက်ဇလန်အိမ်မှာစတာဇလန်အိမ်မှာစတော့တာသူတို့လေးဒီတိုင်းသူတို့သားမိ2ယောက်နေတုန်းကပြဿနာမရှိသေးဘူးအခုဇလန်စလာဒေါသရဲ့ဇလန်အမုန်းတရားရဲ့ဇလန်တွေစလာဘလို့စလာလဲဆိုတော့အဲ့ဒီယောက်ျားလေးလက်ထက်လိုက်တဲ့မိန်းကလေးဟာဘာဖြစ်တုံးဆိုရင်သားသမီးမရဦးဇင်းတို့ပါဠိလို့ဆိုရင်တော့ဝင်စိတ်ဒီလို့ခေါ်တယ်ဒါဦးဇင်းတို့စားလို့ပြီးလို့ဆိုရင်တော့အမြုံမလို့ခေါ်ရှင်မေသားသမီးမထွန်းကားဘူးပေါ့ဗျာအဲ့တော့သားသမီးမထွန်းကားတော့
အမေလုပ်တဲ့သူကတာသမီထွန်းကိုင်းတော့မဖြေသေးဘူးတို့မှနောက်ထပ်မျိုးဆက်သစ်တို့ရဲ့စီးစဉ်အုံးစာတွေကိုအမွေခံမဲ့သူဆိုတာလိုသေးတယ်လို့အမေကပြောအဲ့တော့အမေနဲ့သားနဲ့ပြောတဲ့စကားကိုဘသူကကြားသွားတော့ချွေးမလုပ်တဲ့သူကကြားသွားအဲ့တော့ချွေးမလုပ်တဲ့သူကကြားသွားတော့ချွေးမလုပ်တဲ့သူကအကြံပေါ်လာဘယ်လိုကြံပေါ်လဲဆိုရင်ငါ့ကိုပြစ်ထားပြီးနောက်မိမယူသွားရင်ငါတို့စင်းရဲကြီးရဲ့အဲ့လိုလုပ်ပြီးတော့အမေကလုပ်တဲ့သူကသူကိုယ်တိုင်ပဲသူ့ယောက်ျားကိုပြောယောက်ျားကြီးငါသားသမီးမရနိုင်ဘူးဆိုတော့ငါနောက်တစ်ယောက်သားသမီးရနိုင်တဲ့သူငါကိုယ်တိုင်ရှာပေးမယ်ငါကိုယ်တိုင်ပေးသားမယ်လို့ပြောပြီးတော့သူမင်းဒါသူမိမကသူ့ယောက်ျားကိုဒါသဘောထားကြီးတဲ့ပုံစံလေးနဲ့ပြောတာပေါ့အဲ့တော့သဘောထားကြီးတဲ့ပုံစံလေးနဲ့အဲ့လိုပြောလိုက်တဲ့အချိန်မှာယောက်ျားဖြစ်တဲ့သူကလည်းလက်ခံလိုက်တယ်အဲ့နောက်တော့ထားပါတော့ရှာပေးလိုက်တယ်ပေါ့ဗျာအဲ့တော့ရှာပေးလိုက်တဲ့အချိန်မှာတအိမ်ထဲအတွင်းမှာမရေကြီးရဲ့မရေငယ်ရဲ့ဆိုပြီးတော့နှစ်ယောက်အဲ့တော့အဲ့မျိုးသားမှာမိမနှစ်ယောက်ပေါ့ဗျာမရေကြီးနဲ့မရေငယ်နှစ်ယောက်အဲ့တော့အဲ့လိုမရေကြီးနဲ့မရေငယ်နှစ်ယောက်နဲ့ဒူနေလာတဲ့အချိန်မှာမရေငယ်မှာနောက်မရမှာပေါ့နောက်ထပ်မရတယောက်မှာနောက်ထပ်အမြင့်သမီးမှာကိုယ်ရတယ်တာသမီရတယ်အဲ့တော့အဲ့လိုလေးဖြစ်လာတဲ့အချိန်မှာမရေကြီးလှုပ်တဲ့သူကတွေးဝင်သွားဘလို့တွေးဝင်သွားလဲဆိုရင်မရေငယ်မှာတော့တာသမီရတယ်ငါမှာတော့တာသမီမရဘူးအဲ့တော့ဒီတာသမီတွေရတဲ့သူကိုပဲလျောင်ကြချစ်တော့မှာငါ့ကိုချစ်တော့မှာမဟုတ်ဘူးဆိုတဲ့အတွေးတွေဝင်လာအဲ့တော့အတွေးဝင်လာတဲ့အချိန်မှာကဲအဲ့မှာစဖြစ်ပြီဘယ်လိုစဖြစ်လဲဆိုတော့အဲ့ဒီမယံငယ်ရဲ့မယားငယ်လေးရဲ့မယားငယ်လေးကိုပေါ့အမေကြီးလို့တဲ့သူကပြောညီမကြီးမင်းကိုဝန်တည်းတီးနေပြီမဟုတ်လားအဲ့တော့မင်းကငါပြုဆောက်ရှောက်မယ်အဲ့တော့ဟိုကစိတ်ကောင်းလေးနဲ့ပြောတယ်ထင်တယ်ဆိုပြီးတော့ကောင်းတော့ပေါ့မဟုတ်လေသူတို့တူတူနေနေဆိုတော့နောက်တော့ဒီမေကြီးလို့တဲ့သူကမယင်ငယ်ကိုပြုဆောက်ရှောက်တော့ပေါ့ဗျအဲ့တော့ရေချိုးတဲ့ချင်းရေတွေခတ်ပြီးတော့ဝတ်တွေလျှော်ပြီးတယ်နော်အဲ့လိုလုံရင်းနဲ့ပဲဘာလို့တုံးဆိုရင်မယင်ငယ်စားမဲ့အစားစားထဲမှာတရေကြစီတဲ့ကိုဝန်ကြစီတဲ့ဆေးကိုထက်တိုက်အဲ့တော့ကိုဝန်ကြသွားကိုဝန်ပြက်သွားအဲ့တော့ဦးဇင်းတို့ကြောက်စရာအကောင်းဆုံးတဲ့အရာထဲမှာနော်ဒေါသမုန်းတရားနော်ပါဠိလိုပြောရင်တော့ဒေါသအဖြောက်ပြန်ရင်တော့မုန်းတရားပေါ့ဗျာအဲ့တော့ဒီမုန်းတရားအရင်ကြောက်စရာလူတယောက်ကတစ်ခါတည်းမှာအပြင်မှာတော့အပြုံးနဲ့ကြိုစေတယ်ဝမ်းထဲမှာကတော့ဆူးလိုပဲစူးနစ်နေမင်းကြောက်စရာကောင်းနော်အဲ့တော့အဲ့လိုဖြစ်လာတယ်ပထမချိန်မှာတော့မင်းငယ်ကြီးကသတိမထားမိငါအမှုမမဲမကိုဝန်ကြတော့ငါတခုကြောက်ကိုဝန်ကြတော့ထင်းတယ်ပထမတစ်ချိန်နောက်ထပ်ဒုတိယတစ်ချိန်ဒီလိုပဲအဲ့လိုလေးဖြစ်လာတော့သူ့ရဲ့အနီးနားဝန်းကျင်တွေကမရင်ငယ်လှုပ်တဲ့သူပြောတယ်ဟဲ့နင်ကကိုဝန်ပထမချိန်နဲ့ကြားတယ်ဒုတိယချိန်လည်းကြားတယ်နင်ဘလို့ဖြစ်တာလဲဒါတခုခုတော့တခုခုပဲနော်အဲ့လိုလေးပြောဟဲ့ဘာတခုခုလဲဒါနဲ့ဒီဟာကိုဝန်ပြစ်ကြတာဟာသူယူသားယူတော့မဟုတ်လားဒါချင်းပြောမယ်ဆိုရင်တော့ဒါတူတယောက်ရဲ့လက်ချက်ဖြစ်ရမယ်အဲ့ဒီချိန်ကျမှဟိုကစဉ်းစားသွားတယ်မိသမီးလေးကဟုတ်တော့တယ်ဒါပေမဲ့ तू ကမေကြီးလို့တူငါပုံမှန်လည်းအရန်ကောင်းပါတယ်လို့ပြောဒါပေမဲ့ဘယ်ဟုတ်မလဲခုနဦးစင်းပြောသလိုကောင်းသလိုလိုနဲ့မကောင်းတဲ့ဒေါသတရားမုန်းတရားအဲ့တော့ဟုတ်ပြီဒီချင်းကြငါမပြောတော့ဘူးအဲ့တော့နေလိုက်တော့အဲ့တော့ကိုဝန်1လ2လ3လ4လ5လ
တလားနှစ်လကမတိတာပြီမဲ့3 4 5လရောက်သွားရင်ဒါဦးဇင်းတို့တိတာလာပြီလीနော်အဲ့တော့ဘက်ကလည်းဖောင်းလာခန္ဓာကိုယ်ရဲ့ရောင်ရမ်းလာတယ်အဲ့တော့မရေကြီးလို့တဲ့သူကမင်းငယ်ပြောဟာနင်းကဘာလို့မပြောတာလဲငါဒီလောက်ဒီပြစုဆောက်ရှောက်လာတာအဲ့တော့ချိန်မှာဒါဦးဇင်းတို့ဘာလို့တုံးဆိုရင်မရေကြီးလို့တဲ့သူကမင်းငယ်ဒီလိုပဲအမှုမမဲ့တတိလစ်တဲ့ချိန်မှာအဲ့တော့ဦးဇင်းတို့စားတော့တယ်ကိုဆေးထည့်လိုက်တယ်ဆေးထည့်လိုက်တဲ့ချိန်မှာအဲ့တော့ကိုဝန်ကပြတ်သွားအဲ့တော့ဒီချိန်မှာကိုဝန်ပြတ်သွားတာရိုးရိုးပြတ်တာမဟုတ်ကိုဝန်နှုတ်တဲ့ချိန်တော့ပြဿနာမရှိပေမဲ့ကိုဝန်အရင်တိုင်ဖြစ်နေတဲ့ချိန်ဆိုတော့အဲ့မှာယောဂဝေဒနာရက်ခံစားအဲ့တော့ယောဂဝေဒနာတွေရက်ခံစားပြီးတော့နောက်ဆုံးတော့ဒါဦးဇင်းတို့ဆုံးသက်အနေနဲ့ပြောမယ်ဆိုရင်နောက်ဆုံးတော့ဘောရဲ့ဆုံးသက်အနေနဲ့ပြောမယ်ဆိုရင်မယင်ငယ်ကအဲ့ဒီကိုယ်ပြစ်ကြရင်နောက်အသက်ပါထွက်သွားအဲ့တော့အသက်ပါထွက်သွားတယ်ပြီးသွားတော့အဲ့တော့လင်လုတ်တဲ့သူရတယ်အလုတ်ကနေပြန်လာတဲ့ချိန်မှာဟာဘယ်ရောက်သွားလဲဒီလိုတည်တော့ဘာကြောင့်တည်တယ်ဒါမေကြီးလက်ချက်ဖြစ်မဲ့အဲ့တော့နောက်စိတ်ဆိုးမှန်ဆိုးနဲ့မေကြီးပါလုတ်တဲ့သူကိုပါယောက်ျားရိုက်နှက်ရင်လည်းလက်လုံးပြီးတည်သွားတာပေါ့အဲ့တော့ဒီမှာဦးဇင်းတို့ဒီမှာပြတာလက်လုံးပြီးရိုက်လို့တည်သွားတာပေါ့နောက်တည်သွားတဲ့ချိန်မှာသူတို့နှစ်ယောက်ကတည်သွားရင်ဘာသွားဖြစ်တုံးဆိုရင်မရင်ငယ်လုတ်တဲ့သူကတည်အဲ့ဒီသူ့ရဲ့တေခါနေချိန်မှာဆူတောင်းလေးနဲ့ဆူတောင်းသွားတာဘယ်လိုဆူတောင်းလဲဆိုရင်ငါတဲ့ဒီဘဝနင်းတတိဖြစ်လို့ငါအသက်ပါငါသားသမီးတွေရောငါရောသိရတယ်ဒါကြောင့်ဘဝဆက်တိုင်းမှာကြောက်စရာကောင်းတယ်နော်ကြောက်စရာကောင်းတယ်ဒေါသငါဘဝဆက်တိုင်းမှာနင်းရဲ့သားသမီးတွေကိုငါဘဝဆက်တိုင်းမှာနှိပ်စက်ရပါလို့တတ်ရပါလို့ဤဆိုပြီးတော့အဲ့လိုဆူတောင်းလေးလုပ်အဲ့လိုလုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအိမ်မှာပဲဘာလာဖြစ်တုံးဆိုတာမင်းငယ်လုတ်တဲ့သူကတည်သွားပြီးတော့အဲ့ဒီအိမ်မှာကြောင်ကလေးလာဖြစ်တယ်နော်ကြောင်ကလေးလာဖြစ်တယ်အဲ့တော့ကြောင်ကလေးလာဖြစ်ပြီးတဲ့ချိန်မှာမင်းကြီးကလည်းတည်သွားတဲ့ချိန်အဲ့ဒီအိမ်မှာပဲကြက်ကလေးလာဖြစ်တယ်နော်ကြက်ကလေးလာဖြစ်တာဟိုဒါဦးဇင်းတို့ဒီမှာဘဝတစ်ဆိုပြီးတော့ဒါပြောတာနော်ကျမနဲ့ကြောင်မဒါဘဝတစ်ဆိုတော့ဦးဇင်းတို့ပြတာအဲ့တော့အဲ့လိုကြက်ကလေးဖြစ်ပြီးတဲ့ကြောင်ကလေးဖြစ်ပြီးတဲ့ချိန်မှာနောက်တော့ထားပေါ်တော့ကြက်ကမွေးပြီးတဲ့ချိန်မှာကြောင်ကနေပြီးတော့လာစားနောက်ကြက်ဦးတွေစားကြက်ဦးဆိုင်နောက်တော့ကျမကြီးပါစားလိုက်တော့အဲ့လိုစားလိုက်တဲ့ချိန်မှာကျက်ဘွားပြန်ကျက်ဘွားရောက်ပြန်ကျက်နဲ့ကြောင်နဲ့ရောက်ပြန်တော့လေအကျက်မကြီးကဒီကနေ့ချိန်မှာခုနလိုပဲဆူတောင်းတော့သူတို့ရဲ့ဆူတောင်းတွေကြောင့်ဦးဇင်းတို့ဘာပြန်ဖြစ်သွားပြန်တော့ဆိုရင်အဲ့မှာနံပါတ်2จิตติမနဲ့သမင်မအဲ့တော့အဲ့မှာသမင်မကဦးဇင်းတို့จิตติမကဘယ်သူတုံးဆိုရင်ဒီကကြက်ဘဝကနေတည်သွားတဲ့ကြက်မကဟိုဘက်မှာจิตติမသွားဖြစ်တယ်ဒါပေမဲ့ဒီဘက်ကကြောင်မကလည်းသူတည်သွားပြီးတဲ့အချိန်မှာဘာသွားဖြစ်လဲဆိုရင်သမင်မလေးသွားဖြစ်တယ်နော်ကြောက်စရာကောင်းတယ်အရန်ကြောက်စရာကောင်းတယ်ဒေါသရဲ့အရှိန်အမုန်းတရားရဲ့အရှိန်အဲ့တော့အဲ့လိုလေးသွားဖြစ်တဲ့ချိန်မှာသူတို့ရဲ့ရန်ညွှန်းရန်စားရဲ့ကံတရားတွေအရှိန်ဟုန်တွေကအရန်ကြောက်စရာကောင်းတယ်တန်တရားမှာဓေါက်လျှောက်လိုက်တယ်နော်တန်တရားမှာဓေါက်လျှောက်လိုက်တာမုန်းတရားတွေရဲ့အကျွေးတွေပိတ်ဆက်ရတာနော်ပိတ်ဆက်ရအဲ့တော့အဲ့လိုလေးจิตติမနော်จิตติမနဲ့သမင်မဟာသမင်မကနောက်တော့သာသမီမွေးจิตติမကလာစားဒါကြောင့်လည်းဦးဇင်းတို့မြန်မာစကားလေးတစ်ခုရှိရမလားသမင်မွေးလိုက်ကြားစားလိုက်ဆိုတာဒါအရင်နဲ့စားတာနော်အဲ့မှာဇလန်းလေးပဲဒါကိုကြည့်ပြီးတော့ဦးဇင်းတို့ဒါပြောသွားအဲ့လိုကြားတော့အဲ့တော့နောက်တော့ဗျာနောက်သမင်မလေးရဲ့သားတွေမိစားရင်နဲ့နောက်တော့သမင်မကြီးပါစားတော့အဲ့ဒီချိန်မှာပြန်ပြီးတော့သမင်မလည်းဆူတောင်းပြန်ရောအဲ့တော့ဆူတောင်းလိုက်တဲ့ချိန်မှာငါဒီဘဝစားခံရတဲ့နောက်ဘဝကြိုင်ငါမင်းကိုပြန်ပြီးတော့မင်းသားသမီးတွေနဲ့တော့မင်းကိုစားမယ်ဆိုအဆူတောင်းမြန်ရော
ကြောက်စရာကောင်းတယ်နော်အကျွေးမုံတရားရဲ့အကျွေးရမ်းကြောက်စရာကောင်းအဲ့တော့အဲ့လိုတွေဖြစ်သွားပြီးတော့နောက်တော့တမင်မာလေးကသေသွားနောက်တော့ဒီဘက်ဘွားမှာဘလူးမာကြီးလာဖြစ်အဲ့တော့ဘလူးမာကြီးလာဖြစ်အဲ့တော့အဲ့ဒီကျတင်မာလေးကြတော့ဘာဖြစ်တုံးဆိုရင်ဒီဦးဇင်းတို့တာဝတိမြို့မှာဘာလာဖြစ်တုံးဆိုရင်မင်းကလေးတူလာဖြစ်တယ်နော်အဲ့တော့မင်းကလေးတူလာဖြစ်တယ်အဲ့တော့ဒီမင်းကလေးဟာဦးဇင်းတို့နောက်တော့အိထောင်ရသားကြနော်အထားပါတော့ဦးဇင်းတို့ဇက်တော်တွေတော်များချုပ်အောင်ပြောလိုက်ပါအဲ့တော့ဒီမင်းကလေးကအိထောင်ရသားကြပြီးသားသမီးမွေးတဲ့ချိန်မှာအဲ့တော့ဒီဘလူးမကြီးကလာပြီးတော့စားတယ်ပထမတစ်ချိန်လာစားတယ်အဲ့တော့ဒုတိယတစ်ချိန်လာပြီးတော့စားတယ်တတိယတစ်ချိန်ကျတော့ယောက်ျားရဲ့တို့ဒီမှာမွေးနေမယ်ဆိုရင်တော့တို့သားသမီးပြန်ပြီးတော့လာစားခိုင်းရအောင်မယ်အဲ့တော့တို့မိဘတွေရှိတဲ့မြို့မှာသွားပြီးတော့မွေးကြရအောင်အဲ့တော့တတိယကလေးကိုသူတို့မိဘတွေရှိတဲ့နေရာမှာသွားပြီးတော့မွေးတယ်အဲ့တော့မွေးတဲ့အချိန်မှာနောက်တော့ထားပါသားတွေကနည်းနည်းကြီးတာလမ်းလျှောက်တဲ့စားအရွယ်လေးရောက်တော့တို့သားလေးကိုမစားတော့တော့ပါဘူးလို့သူတို့ဘလူးမလာတော့တော့ပါဘလူးမကြီးတို့သားသမီးလာမစားတော့ပါဘူးလို့ထင်တာတကယ်တော့မဟုတ်အဲ့ဒီအချိန်မှာဘလူးမကြီးကသူတို့စီကိုရောက်မလာနိုင်တဲ့အကြောင်းတရားရှိအဲ့ဒါဘာလဲဆိုရင်အဲ့ဘလူးမကြီးကဝိတ္တဝနတ်မင်းကြီးရဲ့အနားမှာအခါစားဝင်ရတယ်သူကနတ်ပြည်မှာသူတို့အလှက်နဲ့ဒီဘလူးတွေဘာတွေကဒီအလှက်နဲ့ဝင်ရအဲ့တော့အလှက်ကျနေတဲ့ချိန်မို့လို့သူကဒီကလေးမွေးတဲ့ချိန်မှာမလာဖြစ်တာအဲ့တော့ဒီကလေးလေးအခုလိုက်လျှောက်တဲ့အရွယ်လေးရောက်ဘလူးမကြီးကလည်းဝိတ္တဝနတ်မင်းကြီးကတောင်းဝန်လဲပြီးဆုံးတဲ့အချိန်ဒါဦးဇင်းတို့ယန်တရားတွေနော်ယန်တရားတွေအဲ့တော့အဲ့လိုဖြစ်လာတဲ့ချိန်မှာကဲတို့တွေအိမ်ပြန်ကြဆိုပြီးတော့မိဘစီအိမ်ကနေပြီးသူတို့အိမ်လာတယ်အဲ့လိုလာနေတဲ့အချိန်ဦးဇင်းတို့ဒီတာဝတိမြို့ရဲ့ဇီနဝန်ကျောင်းရဲ့အနီးနားရောက်တဲ့ချိန်မှာဒီဦးဇင်းတို့ဘလူးမကြီးကလိုက်လာအဲ့တော့ဘလူးမကြီးကလိုက်လာတော့ဘလူးမကြီးကလူရောဖန်ဆင်းပြီးလာတယ်လူရောဖန်ဆင်းပြီးလာတော့ဒါပေမဲ့ဒီဘလူးမမှန်ဒီကလေးမတွေကအမေလုပ်တဲ့သူကတိဟာဒါတို့အတွက်ဘလူးမကြီးလာနေပြီအဲ့တော့ဒါဦးဇင်းနဲ့ချုပ်ပြီးပြောကြပါနောက်တော့ဘလူးမမှန်တီးတော့ပြေးတာအဲ့တော့ပြေးနေဘယ်ရွရောက်တော့ကဲအဲ့ဒီချိန်မှာပြေးတော့မြတ်စွာဘုရားဇီကိုမြတ်စွာဘုရားဒီဇီတော်ကျောင်းထဲဝင်ပြီးတော့အဲ့တော့ဇီတော်ကျောင်းထဲကိုဝင်ပြီးတဲ့အချိန်မှာမြတ်စွာဘုရားကလည်းတရားဟောနေတယ်အဲ့တော့တရားဟောနေတဲ့အချိန်အဲ့မှာမိဘတွေရဲ့ဇွန်သားသမီးမှာချစ်တဲ့စိတ်သူ့သားသေးလေးဘလူးမရဲ့လက်ထဲကလွတ်အောင်ဘလူးမရဲ့စားမှာဆိုလို့ဆိုအဲ့မှာတရားဟောနေတာဘာမသိတော့အဲ့မှာချစ်ချင်းလူအကြီးတဲ့ဝင်ပြီးအရှင်ပြကဲပေါင်းပြတပည့်သားလေးကဲပေါင်းပြတပည့်သားလေးကဲအရှင်ပြမကဲရင်တပည့်သားလေးဘလူးမကြီးစားတော့မဲ့ဖရားဆိုပြီးတော့ဘလူးမကြီးလက်ထဲကိုဇွတ်ဒီဖရားရှင်ရဲ့လက်ထဲကိုဇွတ်ဒီကလေးကိုကတ်တယ်အဲ့တော့ဒါမှမဟုတ်တို့တော်ကောင်းများဘလူးမကြီးဒီကလေးမလေးစီတော်ကျောင်းထဲဝင်ပြီးသွားတယ်မြတ်စွာဘုရားတရားဟောနေတဲ့လူအကြီးတွေဝင်သွားတယ်ဘလူးမဝင်လိုက်လို့မရဘာလို့ဝင်လို့မရလဲဆိုရင်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ကျောင်းမှာစောက်တယ်ကျောင်းဆောင်တယ်အိမ်မှာစောက်တယ်အိမ်ဆောင်တယ်ဆိုတာရှိအဲ့တော့ဒီကျောင်းမှာကျောင်းနေစောက်နေတဲ့ဒီကျောင်းတကားပေါက်မှာစောက်နေတဲ့သူမနာဆိုတဲ့တကစောက်နက်ကလုံးဝဒီဘလူးမကြီးဝင်ခွင့်မပေးဘူးဒါဟိုကလေးမတွေကမသိဘူးအဲ့တော့မြတ်စွာဘုရားဝင်ခွင့်ပေးလိုက်ပါအဲ့တော့ဘလူးမကြီးကဝင်လာအဲ့တော့ဘလူးမကြီးကဝင်လာတဲ့အချိန်မှာဒီဟိုကလေးမအရန်ကြောက်နေတာဒါပေမဲ့မြတ်စွာဘုရားကအဲ့ဘလူးမကြီးတရားဟောလိုက်ဘလူးမကြီး
မင်းတို့တွေကဟိုးရှိတန်တရားဆက်ဆက်ခါနေပြီးတော့ဖြစ်လာရတဲ့အမုန်းတရားရဲ့အကျွေးတွေကဘယ်နည်းမှကုန်မလဲဆိုပြီးတော့မြတ်စွာဘုရားတရားဟောလိုက်အဲ့တော့ဒါဦးဇင်းတို့ဘလူးမကြီးကနောက်ဆုံးတော့သောတာပန်ဖြစ်သွားတော့ဗောဗျာအဲ့တော့သောတာပန်ဖြစ်သွားတဲ့အချိန်မှာနော်သောတာပန်ဖြစ်သွားတဲ့အချိန်မှာသောတာပန်ဆိုတော့ဦးဇင်းတို့၅ပါးသီလလုံးလုံးလုံသွားပြီ၅ပါးသီလကိုလုံးလုံးလုံအဲ့တော့လုံသွားတဲ့အချိန်မှာသောတာပန်ဖြစ်သွားတဲ့ကြောင့်မြတ်စွာဘုရားကအဲ့ကလေးလေးကိုကဲတော့ဘလူးမကြီးလက်ထဲကိုထည့်လိုက်လို့ပြောတာဟာဟိုကတကမာလေးကတော့မေလူတွေသူအဲ့စားမှာစားရှင်မြတ်ထဲလို့မရဘလူးမကြီးစားသွားမစားဘူးငါအာမခံတယ်အဲ့တော့ဒီကလေးလေးကိုဘလူးမကြီးလက်ထဲထည့်လိုက်ချင်ပါဘလူးမကြီးကငိုတဲ့ဗျာဘလို့ငိုလဲဆိုတော့ကြည်စမ်းငါတန်တရားတစ်ချောင်းလုံးမိုက်ခဲ့တဲ့အမုန်းတရားတွေရဲ့အကျွေးကိုငါဒီကနေ့ငါဆက်လို့ကုန်ပြီအဲ့တော့ဝမ်းသာစိတ်နဲ့ငိုတာနောက်တစ်ချက်ဘလူးဆိုတာဦးဇင်းတို့အသားစားတာအဲ့တော့သူ့မှာစားစရာနေစရာမရှိဘူးဆိုတဲ့အတွေးလေးတွေငိုတာပေါ့ဗျာနော်အဲ့တော့ဇလန်းလေးကဒီနေရာမှာလည်းပြီးသွားဒါပေမဲ့ဆက်ပြီးမပြီးတဲ့အရာရှိသေးတယ်ဒါဦးဇင်းတို့ဘုဒ္ဓရစရာအဲ့ဒါဘာလဲဆိုရင်ဒီဘလူးမကြီးကရှင်မအသားမစားတော့သူ၅ပါးသီလလုံသွားအသားလည်းမစားတော့ဘူးအဲသူတစ်ပါးတက်ကိုမတတ်တော့ဘူးပေါ့ဗျာနော်အဲ့တော့ဒီလိုကနေနေတော့မယ်ဆိုတော့သူ့ကိုကဲမင်းနေရမရှိရင်ငါတို့အိမ်မှာလိုက်နေဆိုပြီးတော့အဲ့ကလေးမလေးကဘလူးမကြီးသူ့အိမ်မှာခေါ်သွားဒါဦးဇင်းတို့ဒီဘုဒ္ဓတာတွေကဘာလဲဆိုတော့ရေကူတော်များများဖြစ်နေတယ်လူတွေကဦးဇင်းတို့ဖြစ်နေတဲ့အရာပါအဲ့ဒါဘာလဲဆိုတော့ဒါဦးဇင်းတို့နောက်ဆက်တဲ့နဲ့နားထောင်လိုက်ပါအဲ့ဘာလဲဆိုရင်အဲ့တော့ဒီဘလူးမကြီးအိမ်ခေါ်သွားတဲ့ချိန်မှာသူ့ကိုထားတဲ့နေရာမရှိဘူးအဲ့ဘာမှတစ်စက်မြင့်မှာထားလိုက်လေကနာမှာထားလိုက်ဟိုနာထားဘလူးမထားမဲ့နေရာမရှိဘူးနောက်ဆုံးတော့ဦးဇင်းတို့ဘာလို့ဘယ်နေရာမှာထားသွားလဲဆိုရင်သူ့အိမ်ရှိမှာနတ်ကုန်းပုံစံလေးပေါ့အင်္ဂလိပ်ဆောက်ပြီးတော့သူအဲ့မှာထားအဲ့တော့အဲ့မှာထားတော့ဘလူးမကြီးကသူတို့ကလဲလို့တဲ့အတွက်ဒီနေ့မိုးများမယ်အဲ့တော့မင်းတို့မိုးနေတဲ့နေရာမှာစပားတွေရွှေ့ပြီးစိုက်နောက်နေ့ကျဒီနေ့ကတော့ဒီမိုးနေမယ်မင်းတို့ရင်းနေမြများရတဲ့နေရာမှာရွှေ့ပြီးစိုက်အဲ့လိုဘလူးမကြီးကရာသီဥတုကိုခံမှန်းပြီးတော့ပြောခဲ့တဲ့အတွက်သူတို့လင်မယားကဘလူးမကြီးပြောတဲ့အတိုင်းဒါသူတို့စပားတွေကိုသူတို့လိုက်ဆက်လိုက်တော့နောက်ဆုံးတော့သူတို့မှဆင်ပြေသွားတာပေါ့ဗျာသူတို့ဘဝရဲ့စူပြေသွားအဲ့လူတွေဟာဘာကြောင့်သူတို့တွေအဲ့လောက်ထိဆင်ပြေသွားကြသလဲဆိုပြီးလာမယ်သူတို့ဘလူးမကြီးဒီလိုပြောတာပါအဲ့တော့လူတွေကနေပြီးတော့တဖြည်းဖြည်းနဲ့ဘာလို့လာတုံးဆိုရင်အဲ့ဘလူးမကြီးကိုဒါပူဇော်ပသကြတို့လည်းပြောပြပါဦးတို့ပြောပြီးပူဇော်မယ်ပသမယ်ဘာညာနဲ့ဒါဦးဇင်းတို့လုတ်ခဲ့တဲ့ဇလန်းဒါဒီနေ့ဒီချိန်ထိဒါဦးဇင်းတို့ဒီဇလန်းနေရှိတယ်နော်ဒါဦးဇင်းတို့လဲလုတ်တော့မယ်ဆိုရင်နော်ဒါတောင်းပန်ကြတဲ့အရာလေးအဲ့ဒါဦးဇင်းတို့ဇလန်းလေးအစားတွေပဲနော်ဇလန်းလေးအစားတွေပဲအဲ့တော့ဦးဇင်းတို့ဒီနေရာမှာစဉ်းစားကြည့်ဖို့နော်အမုန်းတရားတွေရဲ့အမုန်းတရားတွေရဲ့တရားဘယ်လောက်ထိကြောက်စရာကောင်းနော်ဒီဇတ်တော်ထဲမှာလူဆိုတာဦးဇင်းတို့ပုရိသေမှန်သမျှကိလေသာတရားတွေရှိတာအဲ့တော့ဒီကိလေသာတရားတွေကိုဘလို့လို့ရမလဲအဲ့တော့ဦးဇင်းတို့ဘဝမှာအဲ့တော့ဒီဇတ်တော်ထဲကပေးလိုက်တဲ့သင်ခန်းစာလေးတွေအဲ့တော့တယောက်နဲ့တယောက်လက်စားချီတယ်အမုန်းတရားတွေဆိုတာတန်တရားကိုရှိစေပါတယ်နောက်ဦးဇင်းတို့ဗာလဲဆိုရင်နံပါတ်1ဒေါသကိုဒေါသဖြစ်မဖြစ်ရှင်းတယ်ဘူးဟုတ်တယ်ဒေါသအထာနာစာနာတိဒေါသတွေဖြစ်လာပြီဆိုရင်ဘယ်တော့မှမငြိမ်းချမ်းပါဒါဦးဇင်းတို့ဒေါသတွေဖြစ်လာတဲ့ချိန်မှာပိုးတော်ကိုတိတာပါနော်နှလုံးထဲအမတန်ပဲတချို့တွေအဲ့ဒေါသရဲ့အရှိန်ကြောင့်နတ်တွေဆိုရင်ဒေါသမီလောင်ပြီးနတ်ရွာတော်စံတယ်စုတော်စုတီတယ်ဗျာနော်ဦးဇင်းတို့ဒါဘာကြီးဒါဦးဇင်းတို့စာပေကျမ်းဂန်လေးတဲ့မှာအဲ့တော့ဒုတိယတော်ကောင်းများနံပါတ်3အဲ့တော့ဒေါသကိုဗာနဲ့လုံးမယ်မေတ္တာဖြစ်နောက်တစ်ခုကခွင့်လွှတ်ခြင်းသည်တကယ်ကိုငြိမ်းချမ်းတဲ့အရာဖြစ်ပါတယ်
ဒါကြောင့်အလုံးစုံဓမ္မမိတ်ဆွေတို့ကောင်းများမိမိတို့ရဲ့ဘဝမှာဒီဒေါသဆိုတဲ့အမုန်းတရားနော်အကျွေးမဆန့်နိုင်အောင်ကြိုးစားကြပါလို့ဒါဦးဇင်းနေနဲ့တိုက်တွန်းခြင်းပါလေဒါကြောင့်ဦးဇင်းတို့ဒီကနေ့ပြောလိုက်တဲ့အရာတွေမှာတို့သူတော်ကောင်းများအနေနဲ့ဘာပဲဖြစ်ဖြစ်တွေးစရာတစ်ခုခုအနှစ်သာရတစ်ခုခုရလိမ့်မယ်လို့တော့ဒါဦးဇင်းနေနဲ့မျှော်လင့်ပါတယ်နော်အားလုံးပဲဒါဒီကိုကျုံနေပြောမစင်လောကကြီးမှာအမုန်းတရားဆိုတဲ့ဒေါသတရားတွေကိုအပိဓာမပယ်သေးနိုင်တော့မှမေတ္တာတရားခွင့်လွှတ်ခြင်းဆိုတဲ့အရာတွေနဲ့အမုန်းတရားရဲ့အကျွေးတွေကိုတားဆီးနိုင်ကြပါစေလို့ဆုမွန်တောင်းရင်လည်းဒီကောင်းချွာပါတယ်အလုံးပဲကိုကြမှာစိတ်ချမ်းသာလိုရာဆန္ဒတလုံးတော့အလုံးပဲပြည့်စုံကြပါစေ